အားလုံးပဲမင်္ဂလာပါရှင်ခုမိတ်ဆက်ပေးမယ့်စာအုပ်ကလေးကတော့ဒီ funny ဆိုတဲ့အစာအုပ်ကလေးပေါ့နော်သူကကြတော့ဒီသဘာဝနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဒီမှာအများကြီးပဲပါမှာဖြစ်ပါတယ်ကလေးအနေနဲ့ဆိုတော့အသက်အရွယ်က9နှစ်ကနေ17နှစ်အရွယ်ကလေးတွေအတွက်ကိုတင့်တော်ပါတယ်ရှင်စာအုပ်ရဲ့ရောင်းစည်းလေးကလည်း1000ကျပ်နဲ့ရောင်းပေးတာဖြစ်ပါတယ်သူကလေအထဲမှာကတွန်းပုံလေးနဲ့အတူတူပေါ့နော်ဖက်ရလွယ်တဲ့စကားလုံးလေးတွေကိုသုံးပေးထားတာလည်းဖြစ်ပါတယ်ရှင်ဒီမှာပါအတွင်းလေးကဒီလိုလေးပေါ့နော်ဒီလိုပုံစံလေးပါအဲ့လိုမျိုးကတ်တွန်းလေးတွေနဲ့စစ်စရာကောင်းပြီးတော့ funny ဖြစ်တာပေါ့သူ funny ဖြစ်တဲ့အတွက်ကြောင့်တော့ဒီအပင်တွေမှာဆိုလို့ရှိရင်လည်းဘယ်ပင်တွေဆိုလို့ရှိရင်ဒီပိုးတွေကိုပေါ့နော်သေစိနိုင်တယ်ပေါ့စသဖြင့်ပေါ့နော်အဲ့ဒါမျိုးလေးတွေလည်းပါမယ်ပြီးသွားရင်နောက်တစ်ခုကကျတော့ဒါသဘာဝတရားကိုလေ့လာရတဲ့အတွက်ကြောင့်သိပ္ပံကိုပေါ့နော်အားနေတယ်သိပ္ပံကိုကြောက်တဲ့ကလေးတွေအတွက်ဆိုလို့ရှိရင်လည်းဒီကောင်လေးကိုဖတ်မယ်ဆိုရင်သူကသဘာဝတရားတွေကိုလေ့လာပြီးသားဖြစ်တဲ့အတွက်ကြောင့်သိပ္ပံအတွက်လည်း knowledge တွေလည်းရမှာဖြစ်ပါတယ်ရှင်အဲ့တော့စာအုပ်ရဲ့ရောင်းစည်းလေးက1000ကျပ်ပဲဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ခိခိလေးတွေအတွက်အခုဒီ summer ပိတ်ရက်ကလေးမှာသူတို့အတွက်ပြောစရာလေးလည်းဖြစ်မယ် knowledge လေးလည်းရမယ်စာအုပ်ကလေးဆိုရင်ဒီစာအုပ်ကလေးကိုရွေးချယ်ပါလို့တိုက်တွန်းချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်